အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုကတော့ပတ်စံအကုန်ကြအများဆုံး skin care routine ကိုအရှင်းလင်းဆုံးနဲ့အသက်သာဆုံးဖြစ်အောင်ပြောင်းလဲပေးမဲ့ဗီဒီယိုဖြစ်ပါတယ်ကဲဒါဆိုရင်စလိုက်ရအောင် skin care အတွက်တစ်လကိုပတ်စံအများကြီးသုံးနေလားဒါပေမဲ့ result ကထင်သလောက်မကောင်းဘူးလားတချို့ routine တွေမှာ toner, essence, serum, ampoule, cream, mask, wine ဆိုပြီး step တွေများလို့နေပြဿနာကပစ္စည်းများတာမဟုတ်ဘူးလိုတာထက်ပိုသုံးနေတာတချို့လူတွေက product တိုးရင် result တိုးမယ်လို့ထင်ကြတယ်ဒါပေမဲ့အမြဲတမ်းတော့မဟုတ်ဘူးတကယ်တော့ skin care ရဲ့အခြေခံက cleansing, moisturizing နဲ့ protecting ဒီသုံးခုပါပဲပြီးရင်ကိုယ့်ရဲ့အဓိကပြဿနာတစ်ခုအတွက် treatment တစ်ခုထပ်ပေါင်းပါဝက်ချန်ဆို salicylic acid အမာရွတ်ဆို niacinamide 6တွေ့ရင် hydrating serum skin care မှာပတ်စံပိုသုံးတာထက်မှန်ကန်တဲ့နည်းလမ်းသုံးတာကပိုအရေးကြီးတယ်မင်းရဲ့ routine မှာ step ဘယ်နှဆင့်ရှိလဲ comment မှာရေးခဲ့ပါဦးဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေ